Hello hello အားလုံးပဲမင်္ဂလာပါနော်ခါရက်မှာလည်းလူတွေတွေ့ပေးနေပါတယ်လို့ခါရက်လည်းကျွန်တော်တို့မနာပါဘူးเนาะကျွန်တော်တို့ယုံကတော့အမြဲတမ်းလုံသမားတွေကိုပို့ဆောင်ပေးနေပါတယ်เนาะရွှေလီတရုတ်ပြည်ရွှေလီမှာလာပြီးတော့လှုပ်လှုပ်ချင်တဲ့ညီကိုမောင်နှမတွေပေါ့เนาะကျွန်တော်တို့ ਨੇ ကျွန်တော်တို့ငါးခုကိုလုံသမားရုံနဲ့ဆက်သွယ်ပြီးတော့မိမိတို့လှုပ်ချင်တဲ့လာစာကောင်းကောင်းလှုပ်တွေလုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရုံနဲ့ဆက်သွယ်ပြီးတော့တွားလို့ရပါတယ်ပို့ဆောင်ပေးတဲ့မျိုးတွေဆိုလို့ရှိရင်တော့ရွှေလီမတ်စီရှင်ကြမ်းပေါ့နော်အဲ့ဒီမှာပို့ဆောင်ပေးပါတယ်ကုန်ကြစိတ်တွေကိုတော့ကျွန်တော်တို့တထေးဘက်ကနေပြီးတော့site ထုတ်ပြီးတော့အကျွေးစနစ်နဲ့ပေါ့နော်ခေါ်ပေးပါတယ်အကျွေးစနစ်နဲ့ခေါ်ပေးပါတယ်အလုပ်တွေဆိုလို့ရှိရင်အထည်ကျုပ်ရှိမယ် socket ပြားတွေရှိမယ်ပေါ့နော် socket ပြားရှိမယ်ပြီးလို့ရှိရင်ဒီမြဆိုင်ခင်းလုပ်တွေပါတယ်ဆိုလို့ရှိရင်တော့ကုန်ကြစိတ်ကဒီတက်ရှိပါတယ်ပေါ့နော်ကုန်ကြစိတ်တော့နည်းနည်းများမယ်ပေါ့နော်ပိုးစာကျွေးတွေအတိခုအဲ့လိုလုပ်တွေလည်းရှိပါတယ်တွားချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုဆက်သွယ်ကျွန်တော်တို့ရုံဆက်သွယ်ပြီးတော့တွားလို့ရပါတယ်အခုအခါပြီးလို့ရှိရင်လည်းအတီးတီးအဖွဲ့တွေတက်လာမဲ့အဖွဲ့တွေရှိတယ်ပေါ့နော်ကျွန်တော်တို့ ਨੇ ချိတ်ဆက်ပြီးတော့ကျွန်တော်တို့ဒီဟွာပေါ့မိမိတို့နေတဲ့နေရာနေပြီးတော့မန္တလေးထီကိုလာမယ်ပေါ့နော်မန္တလေးကနေပြီးတော့ဒီဘက်ကိုကျွန်တော်တို့ရုံကကားနဲ့ပေါ့နော်အဲ့လိုမျိုးခေါ်ဆောင်ပေးနေပါတယ်ပေါ့လာခြင်းနဲ့ညီကိုမောင်နှမတွေလည်းလာလို့ရပါပြီလို့အသက်အငယ်လည်းခေါ်ပေးပါတယ်ပေါ့နော်လာလို့ရပါတယ်နှစ်တက်မှာလည်းကိုစိတ်နှပြကျမ်းမှာချမ်းသာပြီးတော့အလောက်ကိုင်းနေလဲအဆင်ပြေကြပါစေစီးပွားရေးလက်လာပါလဲတိုးတက်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အားလုံးလည်းကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ငါကိုလို့တမယုံကလို့တမပို့ဆောင်ပေးနေတဲ့ကိုထုံးမဲ့ဖြစ်ပါတယ်